ကျွန်တော်တို့ဘဏ်ကတော့လက်ရှိတဲ့ SME ချီးငွေတွေကိုထုတ်ချီးပေးနေပါတယ်မြန်မာပြည်တဝန်းလုံးမှာရှိတဲ့ရန်ကုန်တိုင်းဒေသကြီးနေပြည်တော်ကောင်စီ AR တိုင်းဒေသကြီးပသိမ်ရှမ်းပြည်နယ်တောင်ကြီးမွန်ပြည်နယ်မော်လမြိုင်နောက်ကမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းမုံရွာမြို့မှာကျွန်တော်တို့က SME ချီးငွေတွေကိုထုတ်ချီးပေးပါတယ်အဲ့ဒါကလည်းကျွန်တော်တို့က cash flow based system နဲ့ထုတ်ချီးထားတာဖြစ်ပါတယ်အာမခံပစ္စည်းမယူဘဲနဲ့ထုတ်ချီးထားခြင်းဖြစ်ပါတယ်၅မိနစ်မှထပ်ပြီးတော့တိုးပြီးတော့ထပ်မှန်ပြီးတော့ထုတ်ချီးပေးသွားမှာဖြစ်ပါတယ်အလားတူပဲကျွန်တော်တို့က Jeka 2 step လုံးကိုလည်းချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာကျွန်တော်တို့ကထုတ်ချီးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကပထမဦးဆုံး2014ခုနှစ်မှာတော့ကျွန်တော်တို့ဘဏ်စပြီးတော့ဒီ SME Jeka 2 step လုံးကိုရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဘဏ်ရဲ့အရင်အုပ်ချုပ်မှုစနစ်တွေလွဲမှားမှုကြောင့်ကျွန်တော်တို့ data အသစ်ဖွဲ့ရွေးချယ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီဟာတွေကိုပြုပြင်ပြောင်းလဲနေတဲ့ကြောင့်မို့first phase ရဲ့ second phase မှာမရပါဘူးအခု second phase မှာတော့ကျွန်တော်တို့ပြန်ပါလာပါပြီဘာလို့လဲဆိုတော့ကျွန်တော်တို့က reform လုပ်လိုက်ပါတယ်ဘဏ်တစ်ခုလုံးကိုအုပ်ချုပ်မှုစနစ်ကအစအကုန်လုံး reform လုပ်လိုက်အရင်ရှိတဲ့ data တွေကိုကျွန်တော်တို့ကဖယ်ခိုင်းလိုက်ပြီးတော့ကျွန်တော်တို့ data ဖွဲ့အသစ်ကနေပြီးအုပ်ချုပ်မှုတွေစီမံခန့်ခွဲမှုတွေအသစ်လုပ်တဲ့အခါမှာဒီ Jeka 2 step လုံးရွေးချယ်ပြီးတဲ့ PFI ကုမ္ပဏီအဖြစ်ပြန်လဲရွေးချယ်ခံထားရတယ်ဆိုတာလေကျွန်တော်တို့ကပြီးခဲ့တဲ့တစ်ပတ်ကနေပြီးတော့ MOPF ကနေကြေညာသွားပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီ second phase မှာဆိုရင်တော့ကျွန်တော်တို့ကအထူးသဖြင့် Jeka သတ်မှတ်ထားတဲ့ criteria ကိုက်ညီတဲ့လုပ်ငန်းတွေကိုထုတ်ချီးပေးသွားမယ်ပြည်နယ်နဲ့အားဖြင့်တော့ကျွန်တော်တို့ချင်းပြည်နယ်နဲ့ကယားပြည်နယ်မဖွံ့ဖြိုးသေးတဲ့ဒေသတွေကိုအရင်ဆုံးဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်Jeka 2 set တော့ကျွန်တော်တို့ကို MOPF ကဘယ်လောက်ပေးမယ်ဆိုတဲ့ပမာဏတော့မသိသေးပါဘူးဒါပေမဲ့ကျွန်တော်တို့ကလူတဦးကိုအများဆုံး3,000ပဲထုတ်ချီးပေးမှာဖြစ်ပါတယ်သူကလည်း working capital မှာ80%ရာခိုင်နှုန်းနဲ့working capital မှာ20%ရာခိုင်နှုန်းနဲ့ assets မှာ80%ရာခိုင်နှုန်းသုံးရပါမယ်ဒါမှမဟုတ်ကျွန်တော်တို့ဗမာလူမျိုးတွေနေတော့ကိုက် fit in ဖြစ်ဖို့ကတော့နည်းနည်းလေးလွဲပါတယ်ဗျကျွန်တော်တို့မြန်မာလူမျိုးတော်တော်များများ working capital တွေငွေလိုတာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့က Jeka 2 set လုံးရဲ့သတ်မှတ်တဲ့ criteria အတိုင်းပဲကျွန်တော်တို့ကထုတ်ချီးမှာဖြစ်ပါတယ်